နေ့ပြောပြပေးမယ့်အကြောင်းအရာလေးကတော့ခေါင်းတစ်လုံးနဲ့အတူအိပ်ဖို့နှစ်ပေါင်းထောင်ချီရေးဆဲရှိရတယ်။ခေါင်းတစ်လုံးနဲ့အတူအိပ်ဖို့နှစ်တစ်ထောင်တောင်ကုသိုလ်ပြုရတယ်ဆိုတာမိတ်ဆွေတို့ယုံပါသလား။ခေါင်းတစ်လုံးနဲ့ကိုအတူမျှဝေဖို့နှစ်ပေါင်းထောင်ချီကုသိုလ်ပြုခဲ့ရတယ်။တခါတလေကိုဘေးနားမှာရှိနေတဲ့သူကိုတာမန်လို့ပဲထင်နေတတ်ကြတယ်။ဒါပေမဲ့စကားပုံတစ်ခုကပြောထားတယ်နှစ်တရာလောက်ကုသိုလ်ပြုမှလေတစင်းနဲ့အတူစီးဝင်ရပြီနှစ်တစ်ထောင်လောက်ကုသိုလ်ပြုမှခေါင်းတစ်လုံးနဲ့အတူအိပ်ခွင့်ရတာအဲ့ဒီစကားလေးကိုတိတ်တိတ်လေးထိုင်ပြီးစဉ်းစားကြည့်လိုက်ရင်ကိုဘေးမှာရှိနေတဲ့သူဟာမတော်တဆစုံတွေ့လာတဲ့သူမဟုတ်ဘူးဆိုတာနှလုံးသားထဲမှာတဖြည်းဖြည်းသဘောပေါက်လာမယ်သူဟာလမ်းထဲကဖြတ်တန်းသွားတဲ့လူတစ်ယောက်မဟုတ်ဘူးသူဟာဘဝအဆက်ဆက်ကဆူတောင်းတွေကုသိုလ်တွေတဖြည်းဖြည်းပေါင်းစည်းလာပြီးမှဒီဘဝမှာနဖူးစာစုံဝင်ရတဲ့သူဒါကြောင့်အိမ်တော်ရေးဆိုတာအတူတူနေခြင်းတခုတည်းမဟုတ်ဘူးအချိန်တချို့မှာအနည်းဆုံးလူကိုပဲအနာအစာတွေထုတ်ပြတတ်ပြီးအပြင်လူတွေကိုသာအပြုံးတွေပေးနေမိတတ်ကြတယ်စိတ်ကောက်တာတွေစကားများတာတွေနားလည်မှုလွဲတာတွေဒါတွေကမလွဲမသွေဖြစ်တတ်ပေမဲ့ငါတို့ဒီလိုအထီးဆုံးဖို့ဘလောက်တောင်ရည်စက်ပြင်းထန်ခဲ့လဲဆိုတာတစ်ချက်လောက်သတိရလိုက်ရင်စိတ်ထဲကချစ်ချစ်တောက်နေတဲ့အရာတွေတောင်တဖြည်းဖြည်းနူးညံ့သွားတတ်တယ်ချစ်ချင်းဆိုတာစကားမဟုတ်ဘူးခံစားချက်ကိုထိမ့်သိမ့်ပေးတဲ့အပြုအမူပါမေးလိုက်တဲ့စားပြီလားဆိုတဲ့စကားလေးတိတ်တိတ်လေးထားပေးတဲ့အာယုံဆိုင်မှုလေးပင်ပန်းနေချိန်မှာပြောတဲ့နားပါအောင်ဆိုတဲ့စကားလေးဒီလိုအသေးစားအရာတွေကပဲတန်ရောစင်ကိုပုံမနှွေးထွေးစေတယ်လူတစ်ယောက်ရဲ့တန်မိုးဆိုတာသူရှိနေချိန်မှာမမြင်သာတတ်ဘူးမရှိတော့တဲ့အချိန်မှာနှလုံးသားထဲကိုတိတ်တိတ်လေးထိုးဝင်လာတတ်တယ်ဒါကြောင့်နောက်ကျပြီးနောင်တရမယ့်အစားရှိနေတဲ့အချိန်မှာပဲပို့ပြီးချစ်ပေးပါပို့ပြီးနားလည်ပေးပါတယောက်နဲ့တယောက်ကြားမှာအရေးကြီးဆုံးကအနိုင်ယူခြင်းမဟုတ်ဘူးနားလည်ပေးနိုင်ခြင်းပါအမားတွေ့တဲ့အခါအပြစ်တင်မဲ့အစားလက်ကိုလက်နဲ့ကင်ပြီးညှင်းသားစွာပြန်လန်းပြပေးပါနောက်ဆုံးတော့ကိုဝေးနာကလူဟာမတော်တဆရောက်လာတာမဟုတ်ဘူးသူဟာတင်းတဲ့အတူရဲခြင်းတဲ့အချိန်မှာရဲဖို့ငိုခြင်းတဲ့အချိန်မှာအားပေးဖို့ဘဝလမ်းကိုလက်တွဲလျှောက်ဖို့နှစ်ပေါင်းထောင်ချီစောင့်ခဲ့ရတဲ့သူပါဒါကြောင့်စိတ်တူတဲ့အခါခဏလေးတိတ်နေပါနာကျင်စင်မဲ့စကားတွေကိုမပြောလိုက်ပါနဲ့ချစ်တဲ့အချိန်မှာပြောပြဖို့မလျော့ပါနဲ့ရှိနေတဲ့အချိန်မှာအပြည့်အဝတန်မိုးထားပါရခဲလာတဲ့ဒီရေစက်ကိုလက်မလွတ်ပဲနှွေးထွေးပြီးသားရတဲ့ဘဝလေးတစ်ခုအဖြစ်အတူတူဖန်တီးနိုင်ကြပါစေနောက်ထပ်လည်းကောင်းတဲ့စာအုပ်လေးတွေဖတ်ပြမှာမို့လို့ဒီ channel လေးကို like and subscribe လေးလုပ်ထားပေးကြပါအောင်ရှင်